လာပါဒီနေ့ဖက်မြန်မာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့လူခန္ဓာကိုယ်မှာတကယ်ရှိပေမဲ့လူအများစုမတည်သေးတဲ့အံ့ဩစရာခုနှစ်ခုကိုပြောပြပေးသွားမှာပါကျွန်တော်တို့နေတိုင်းအသုံးပြုနေတဲ့ကိုယ်ခန္ဓာကိုယ်ကိုယ်တိုင်အပြည့်အဝနားလည်ထားမယ်လို့တင်းတို့ယုံကြည်ပါသလားကျွန်တော်တို့ဟာမနဲ့အိယာထားတဲ့အချိန်ကနေညအိယာဝင်တဲ့အချိန်ထိကိုယ်ခန္ဓာကိုယ်ကိုအသုံးပြုနေကြပါတယ်လမ်းလျှောက်တယ်စားတယ်စကားပြောတယ်အလုပ်လုပ်တယ်အိပ်တယ်ဒါပေမဲ့ဒီအရာတွေအားလုံးကိုလုပ်နိုင်အောင်ကျွန်တော်တို့ခန္ဓာကိုယ်အတွင်းမှာဘလောက်ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တွေတစ်ချိန်လုံးဖြစ်နေတယ်ဆိုတာကိုတော့မသိတာများကြပါတယ်ဥပမာကျွန်တော်တို့အိပ်ပျော်နေတဲ့အချိန်မှတောင်နှလုံးကစက်ခုန်နေတယ်အဆုပ်ကစက်အလုပ်လုပ်နေတယ်အုံနောက်ကလုပ်ငန်းစဉ်တွေကိုဆက်လက်ထိန်းချုပ်နေတယ်ခန္ဓာကိုယ်ရဲ့ဆဲတွေကလည်းပြက်စီးတာတွေကိုဖယ်ရှားပြီးအတစ်တွေဖြစ်ပေါ်နေပါတယ်ဒါကြောင့်ဒီနေ့မှာတော့လူခန္ဓာကိုယ်နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အံ့ဩစရာအချက်ခုနှစ်ခုကိုတစ်ခုချင်းစီလေ့လာကြည့်အောင်နံပါတ်1ကလေးတွေမှာအရွယ်ရောက်သူတွေထက်အယိုးပိုများပါတယ်အများစုကလူတစ်ယောက်မှာအယိုး266ရှိတယ်ဆိုတာသိကြပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကမွေးကင်းစကလေးတစ်ယောက်မှာအယိုးရည်တွက်ကအရွယ်ရောက်ပြီးတဲ့သူတွေတဲ့ပိုများပါတယ်ကလေးငယ်တွေရဲ့ခန္ဓာကိုယ်ဟာကြီးထွားဖွံ့ဖြိုးနေစေဖြစ်တာကြောင့်အယိုးတချို့ကတီးခြားစီရှိနေကြပါတယ်ကလေးကြီးပြင်းလာတဲ့အခါအဲ့ဒီအယိုးတွေဟာတဖြည်းဖြည်းပေါင်းစည်းသွားကြပါတယ်အဲ့ဒီလိုပေါင်းစည်းလာတဲ့အတွက်လူတစ်ယောက်အရွယ်ရောက်လာတဲ့အချိန်မှာအယိုးရည်တွက်ဟာပုံမှန်အဖြစ်266မိနစ်ဖြစ်လာပါတယ်ဒါကြောင့်လူခန္ဓာကိုယ်ဆိုတာမွေးကလေးကပြီးပြည့်စုံတဲ့ပုံစံတစ်ခုနဲ့ရှိနေတဲ့အရာမဟုတ်ပဲအသက်အရွယ်နဲ့အတူတူတဖြည်းဖြည်းပြောင်းလဲဖွံ့ဖြိုးနေတဲ့စနစ်တစ်ခုဖြစ်ပါတယ်နံပါတ်2တနေ့ထဲမှာ10ပေါင်းဘီလီယံရာနဲ့ချီပြောင်းလဲနေပါတယ်ဒီအချက်ကတော့တော်တော်အံ့ဩစရာကောင်းပါတယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုအပြင်ကြည့်လိုက်ရင်မနေ့ကနေဒီနေ့ဘာမှမပြောင်းတယ်လို့ထင်ရပါတယ်ဒါပေမဲ့ခန္ဓာကိုယ်တွင်းမှာတော့ဒီလိုမဟုတ်ပါဘူးဆဲတွေဟာတစ်ချိန်လုံးအလုံးလုံးနေကြပါတယ်ဆဲတချို့ကသူတို့ရဲ့တက်တန်းကုန်ဆုံးတဲ့အခါတည်ဆုံးကြပြီးခန္ဓာကိုယ်ကအဲ့ဒီဆဲတွေကိုဖယ်ရှားကလိုအပ်တဲ့နေရာမှာဆဲအသစ်တွေပြန်လဲဖြည့်တင်းပေးပါတယ်သူတွေတဏှာအရပုံမှန်ခန္ဓာကိုယ်လုပ်ငန်းစဉ်တွေအတွင်းမှာတစ်နေ့ကို10ပေါင်းဘီလီယံရာနဲ့ချီပြီးတည်ဆုံးပြီးအသစ်တွေနဲ့အစားထိုးနေပါတယ်ဒါကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်ဟာအပြင်ကနေကြည့်ရင်တည်ငြိမ်တယ်လို့ပဲမြင်ရပေမဲ့အတွင်းမှာတော့တိဆောက်ခြင်းပြုပြင်ခြင်းနဲ့အစားထိုးခြင်းတွေကိုအဆက်မပြတ်လှုပ်ဆောင်နေတဲ့စနစ်ကြီးတစ်ခုဖြစ်ပါတယ်နံပါတ်3အရေးပြားဟာခန္ဓာကိုယ်ရဲ့အကြီးဆုံးအင်္ဂါအရေးပြားကိုတာမန်အဖြစ်ခန္ဓာကိုယ်ကိုဖုံးအုပ်ထားတဲ့အရာတစ်ခုလိုပဲထင်တတ်ကြပါတယ်တကယ်တော့အရေးပြားဟာလူခန္ဓာကိုယ်ရဲ့အကြီးဆုံးအင်္ဂါဖြစ်ပါတယ်အရေးပြားရဲ့အရေးကြီးဆုံးတာဝန်တွေကတစ်ခုကခန္ဓာကိုယ်အတွင်းပိုင်းကိုပြင်ပပတ်ဝန်းကျင်ကအန္တရာယ်တွေကနေကာကွယ်ပေးတာပါဥပမာယောဂပိုးတွေဖုံမှုန့်တွေအပူအေးနဲ့အခြားပြင်ပအရာတွေကိုခန္ဓာကိုယ်အတွင်းလွယ်လွယ်ကူကူမဝင်ရောက်နိုင်အောင်ကာကွယ်ပေးပါတယ်ဒါ့အပြင်အရေးပြားမှာအာယုံခံနိုင်တဲ့အစိတ်ပိုင်းတွေအများကြီးရှိတာကြောင့်ပူတာအေးတာဖိတာထိတွေ့မှုနဲ့နာကျင်မှုတွေကိုလည်းခံစားနိုင်ပါတယ်ဆိုလိုတာကအရေးပြားဟာခန္ဓာကိုယ်ကိုဖုံးထားရုံတတ်တတ်မဟုတ်ပဲခန္ဓာကိုယ်ရဲ့ကာကွယ်ရေးစနစ်တွေကအ
အရေးကြီးဆုံးစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်နံပါတ်၄ appendix ကလုံးဝအသုံးမဝင်တာမဟုတ်ပါဘူးလူတော်များများက appendix ဆိုတာအသုံးမဝင်တဲ့ခန္ဓာကိုယ်စိတ်ပိုင်းလို့ကြားဘူးကြပါတယ်ဒါပေမဲ့ခေတ်သစ်ဆေးပညာလေ့လာမှုတွေကြောင့် appendix ရဲ့လှုပ်ဆောင်ချက်တွေကိုပုံမနားလည်လာကြပါတယ်appendix ဟာဥမာကြီးနားမှာရှိတဲ့အိတ်ငယ်ပုံစံအစိတ်ပိုင်းတစ်ခုဖြစ်ပြီးကိုယ်ခံအားစနစ်နဲ့ဥလန်းကြောင်းအတွင်းကအကျိုးပြုဘက်တီးရီးယားတွေနဲ့ဆက်နွယ်မှုရှိနိုင်ပါတယ်အထူးသဖြင့်ဥလန်းကြောင်းထဲမှာရှိတဲ့အကျိုးပြု micro organism တွေကိုထိမ့်သိမ့်ရမှာအခန်းကဏ္ဍတစ်ခုရှိနိုင်တယ်လို့လေ့လာမှုတွေကဖော်ပြထားပါတယ်ဒါကြောင့်appendix ကလုံးဝသုံးမဝင်ဘူးလို့ရိုးရိုးရှင်းရှင်းပြောတာတက်လူခန္ဓာကိုယ်ထဲမှာအခန်းကဏ္ဍတချို့ရှိနိုင်တဲ့အစိတ်ပိုင်းတစ်ခုလို့နားလည်ထားတာကပုံမှန်ကန်ပါတယ်နံပါတ်5ခန္ဓာကိုယ်ကဆဲတိုင်းဟာတူညီတာမဟုတ်ပါဘူးကျွန်တော်တို့ခန္ဓာကိုယ်မှာဆဲပေါင်းအလွန်များပြားစွာရှိပါတယ်ဒါပေမဲ့ဆဲအားလုံးဟာတပုံစံလည်းမဟုတ်ပါဘူးဥပမာနျူယွန်တွေကအုံနောက်နဲ့အာရုံရောစနစ်မှာတည်င်းချက်လက်တွေကိုပို့ဆောင်ဖို့အဓိကတာဝန်ယူပါတယ် red blood cell တွေကအောက်ဆီဂျင်ကိုခန္ဓာကိုယ်အနှံ့ပို့ဆောင်ပေးပါတယ်ကြွက်သားဆဲတွေကတော့ခန္ဓာကိုယ်လှုပ်ရှားနိုင်အောင်ကူညီပေးပါတယ်ဒီလိုဆဲမျိုးဟာသူတို့ရဲ့ကိုယ်ပိုင်လှုပ်ဆောင်ချက်တွေနဲ့အတူတကွအလုံးလုံးကြတာကြောင့်ကျွန်တော်တို့ဟာလမ်းလျှောက်နိုင်ကြတယ်စကားပြောနိုင်တယ်တွေးခေါ်နိုင်တယ်တက်ရှူနိုင်တယ်တနည်းအားဖြင့်လူခန္ဓာကိုယ်ဟာအလုတ်တာဝန်မတူညီတဲ့ဆဲပေါင်းများစွာပေါင်းစပ်ပြီးဖန်တီးထားတဲ့အဩဇာစနစ်ကြီးတစ်ခုပါနံပါတ်6အယိုးတွေဟာတတ်မှတ်ပစ္စည်းတွေမဟုတ်ပါဘူးအယိုးကိုမြင်လိုက်ရင်ကြောက်တုံးတစ်ခုလိုမှကြောပြီးတတ်မှတ်ပစ္စည်းတစ်ခုလိုထင်ရနိုင်ပါတယ်ဒါပေမဲ့အယိုးတွေဟာတက်ရှိတဲ့ tissue တစ်မျိုးဖြစ်ပါတယ်အယိုးထဲမှာဘုံမဲဆိုတဲ့အတွင်းပိုင်းတစ်စိတ်တစ်ပိုင်းရှိပြီးအဲ့ဒီနေရာမှာသွေးဆဲတွေထုတ်လုပ်ပေးပါတယ်သွေးနီဆဲတွေကခန္ဓာကိုယ်အနက်အောက်ဆီဂျင်တွေပို့ဆောင်ဖို့လိုအပ်ပြီးသွေးဖြူဆဲတွေကကိုယ်ခံအားစနစ်မှာအရေးပါပါတယ်ဒါကြောင့်အယိုးဟာခန္ဓာကိုယ်ကိုထောက်ပံ့ပေးတဲ့တန်တစ်ချောင်းလိုအရာတစ်ခုတတ်မဟုတ်ပါဘူးအယိုးကိုယ်တိုင်ကလည်းအသက်ရှိပြီးပြုပြင်ပြောင်းလဲနေတဲ့ခန္ဓာကိုယ်တီရှူတစ်ခုဖြစ်ပါတယ်နံပါတ်9အုံနောက်ကခန္ဓာကိုယ်ကိုအဆက်မပြတ်ထိန်းချုပ်နေတယ်နောက်ဆုံးချက်ကတော့ brain အုံနောက်ပါကျွန်တော်တို့စဉ်းစားတဲ့အခါဆုံးဖြတ်ချက်ချတဲ့အခါမှတ်ဉာဏ်ကိုအသုံးပြုတဲ့အခါလက်ကိုလှုပ်တဲ့အခါစကားပြောတဲ့အခါအားလုံးမှာအုံနောက်နဲ့အာယုံကြောစနစ်ကအရေးကြီးတဲ့ခန်းကဏ္ဍကပါဝင်ပါတယ်ပူပြီးစိတ်ဝင်စားစရာကောင်းတော့ကကျွန်တော်တို့ဟာအရာတစ်ခုကိုတတိထားပြီးလုပ်နေရတာမကကိုယ်တိုင်တတိမထားမိတဲ့ခန္ဓာကိုယ်လုပ်ငန်းစဉ်တွေကိုအုံနောက်နဲ့အာယုံကြောစနစ်ကထိန်းချုပ်ညှိနှိုင်းပေးနေပါတယ်ဥပမာအပြင်ကအတန်ကိုကြားတဲ့အခါအုံနောက်ကအဲ့ဒီအတန်ကိုဒိတ်ပဲဖော်ပေးတယ်အရာတစ်ခုကိုမြင်တဲ့အခါလဲမျက်လုံးကရရှိတဲ့တည်အချက်လက်ကိုအုံနောက်ကပြန်လဲဖော်ထုတ်ပေးပါတယ်ဒါကြောင့်အုံနောက်ဟာလူခန္ဓာကိုယ်ရဲ့အရှုပ်ထွေးဆုံးနဲ့အရေးကြီးဆုံးအစိတ်ပိုင်းတွေကတစ်ခုဖြစ်ပါတယ်ဒီနေ့ပြောပြခဲ့တဲ့အချက်9ချက်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့နေတိုင်းသုံးပြီးနေတဲ့လူခန္ဓာကိုယ်ဟာဘယ်လောက်ထိဩစရာကောင်းတယ်လဲဆိုတာသိနိုင်ပါတယ်ကိုယ်ခန္ဓာကိုယ်ဟာရိုးရိုးရှင်းရှင်းခန္ဓာကိုယ်တစ်ခုမဟုတ်ပဲဆဲပေါင်းများစွာအင်္ဂါစိတ်ပိုင်းများစွာနဲ့စနစ်ပေါင်းများစွာတစ်ချိန်ထဲမှာအတူတကွ
လုံနေတဲ့ဩဇာစနစ်ကြီးတစ်ခုပါဒီခုနှစ်ခုထဲမှာပြိတ္တတို့အတွက်ဩဇာအကောင်းဆုံးချက်ကပါလဲကွန်မန့်မှာရေးပေးခဲ့ပါနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာများကိုသိချင်ရင် Daily Pep မြန်မာကို Subscribe လုပ်ဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက် episode ဗီဒီယိုတွေမှာလည်းထပ်မံတွေ့ဆုံပါမယ်